အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ YouTuber beginner class ကပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီ chapter 3ကတော့တကယ်ကို must watch ပဲမကြည့်လို့မရအောင်နော်ဒီ chapter 3ကိုမကြည့်ရင်တော့နောက်တစ်ချိန် YouTube channel ပြတ်သွားပြီဆိုရင်အမှန်ကိုပြတယ်အဲ့လိုလေးကျွန်တော်ပြောတယ်ဘာလို့လဲဆိုတော့ဒီ chapter 3ကိုသိရမယ်ဘာလို့လဲဆိုတော့ YouTube channel တခုလုပ်ပြီဆိုရင် copyright claim တာတွေ copyright strike တာတွေကိုသိဖို့လိုတယ်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်နားလေသလောက်သိတဲ့လောက်ပြောပြမယ်တကယ်လို့နောက်ပိုင်းဒါကကျွန်တော် beginner class ပေါ့ဒီ class ပြီးသွားပြီဆိုနောက်ပိုင်းကျွန်တော် advanced class ထပ်ဖွင့်ပေးလို့ရှိတယ် free ပါပဲကျွန်တော်ဘယ်သူမှပတ်စံယူစိတ်ကူမရှိပါဘူးเนาะအဲ့တော့အကုန်လုံးကျွန်တော်မျှဝေမယ်အတူတူလုပ်ကြမယ်အတူတူပတ်စံဝင်အောင်လုပ်ကြမယ်ပေါ့ဗျာအတူလုပ်ကြမယ်เนาะအဲ့တော့ဒီ copyright claim တာ copyright strike တာဒီလိုတော့ကျွန်တော်ဒီ video လေးကိုလုပ်ထားပါတယ်အဲ့တော့စလိုက်အောင်အဲ့တော့ copyright ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကဒီရှင်းပြောတယ်ကိုယ့်ရဲ့ဒီလူတစ်ယောက်ရဲ့ဟိုဖန်တီးမှုပေါ့ဗျာဖန်တီးမှုတွေအများကြီးရှိတယ်ပေါ့ဗျာပကြီးဆွဲတာတွေလည်းဖြစ်နိုင်တယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီစာရေးထားလည်းဖြစ်နိုင်တယ်စာရေးဆရာတွေဝတ္ထုရေးဆရာတွေကเนาะကျွန်တော်တို့ရေးထားတာတွေကို audio book ဖတ်နေတာလဲအဲ့ဒါ copyright ပဲเนาะအခုချိန်ပြီးတော့သူတို့မကလိမ့်သေးလို့တကယ်လို့ကလိမ့်မယ်ဆိုရင်ဒါပြဿနာရှိနိုင်တယ်ဒါကြောင့်မလို့ဒီ audio book channel တွေဒီတစ်ချိန်မှာတော့ copyright ညှိနိုင်တယ်ပေါ့เนาะဒါဆို copyright ဆိုတာသူ့ရဲ့ညာနာဖွင့်ရခုပေါ့ဗျာပြောရအောင်เนาะအဲ့တော့စာရေးတာဖြစ်နိုင်တယ်တချင်းဖြစ်နိုင်တယ်ပကြီးဖြစ်နိုင်တယ်နောက်ပြီးတော့ဇလန်းတွေဖြစ်နိုင်တယ်အများကြီးကိုရိုက်ကူးထားတာတွေအကုန်လုံးအဲ့လိုမျိုးဇုံတစ်ယောက်ကပိုင်ဆိုင်တဲ့အရာအားလုံးကျွန်တော် copyright လို့ခေါ်တယ်ကို creation နဲ့ကိုဖန်တီးထားတဲ့အရာတွေပေါ့ဗျာပြောရရင်အဲ့တော့အဲ့မှာခုနကျွန်တော်ပြောတာတွေအကုန်ပါတယ်အဲ့မှာသတိထားမယ့်ချက်ကကျွန်တော်တို့ခုနပြောတဲ့စာရေးတာပါပါတယ်เนาะအဲ့တော့စာရေးတာပါပါတယ် audio book channel သတိထားဖို့လိုတယ်အဲ့တော့ဒီ copyright ဆိုတာဒီ law နဲ့ကာဝယ်ပေးထားတဲ့ဒီများနိုင်ငံတွေမှာကျွန်တော်တို့နိုင်ငံတွေမှာလည်း law တော့ရှိတယ်အဲ့တော့ YouTube ပဲ copyright မဟုတ်ဘူးเนาะ copyright ဆိုတာဒီွားပြီဆိုလို့ရှိရင် YouTube မှာဒုက္ခရောက်နိုင်တယ်လို့ copyright ကြီးစိုးတဲ့နိုင်ငံမှာဆိုရင်ရှေ့နေတွေနဲ့တရားစွဲမယ်ဆိုရင်တကယ်ကိုရော်ကြီးကြီးမားမားပေးရတဲ့အထိဖြစ်နိုင်တယ်ဒါကြောင့်မလို့ copyright ကိုသတိထားဖို့လိုတယ်เนาะဒါကတော့ copyright အကြောင်းလေးအဲ့တော့ဒီ copyright ပိုင်ဆိုင်တဲ့သူပေါ့နော်ဒီညာနာခွေပိုင်ဆိုင်တဲ့သူတွေကသူ့ရဲ့ဖန်တီးထားတဲ့ဗီဒီယိုတွေသူ့ရဲ့ဖန်တီးထားတဲ့ကျွန်တော်တို့ဒီရုပ်ပုံကားချက်တွေသူ့ရဲ့ဖန်တီးထားတဲ့သချင်းတွေများသောအားဖြင့်အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့ကတစ်စိတ်တစ်ပိုင်းတော့ကောင်းအားလုံးတော့ကောင်းယူသုံးမိတယ်ဆိုရင် YouTube ကိုတိုင်လို့ရတယ်သူတို့သက်ဆိုင်ရာနိုင်ငံကတရားရုံးကိုတိုင်လို့ရတယ်အဲ့တော့ဟိုနားလည်ထားဖို့ကကျွန်တော် YouTube ကိစ္စတွေပြီးမှာမဟုတ်ဘူးเนาะနိုင်ငံခြားမှာနေတဲ့သူတွေဆိုရင်ဒါဒီတရားစွဲခံရတယ်ဆိုတော့ဗာသိထားဖို့လိုပါတယ်โอเคစမယ်အဲ့တော့ copyright မှာနှစ်ခုရှိတယ်ကျွန်တော်ဒီ YouTube မှာအဓိကရှိတာ copyright claim တာနဲ့ copyright strike တာနဲ့အဲ့တော့ claim ဆိုတာက तू ဟာသူ auto အလိုလျောက် YouTube ကကျွန်တော်တို့ကလာပြပေးတာရှင်းပြောလို့ရှိရင် YouTube မှာစာရေးဗီဒီယိုတင်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ဗီဒီယိုဒီသူ့ရဲ့ကျွန်တော်တို့ YouTube မှာ content ID တင်ထားတဲ့ဟာအဲ့ content ID ကဒီ YouTuber တိုင်းမရဘူးဗျာเนาะကျွန်တော် YouTube မှာ monetization သူတို့ရဲ့ partner program မှာလည်းပေါင်းပြီးသားဖြစ်ရမယ်အဲသူတို့နောက်ချက်ကဒါဒီ creation တကယ်ကောင်းတယ်လို့သတ်မှတ်တယ်ဆိုရင်အဲ့ဒီကောင်းတွေကိုကျွန်တော် content ID ပုံစံမျိုးကျွန်တော်တို့က2လေးကိုပေးတယ်အဲပြောချင်တာကတော့ဗျာကိုယ့်ရဲ့သုံးထားတဲ့ဗီဒီယိုတစ်ခုကျွန်တော်ခုဗီဒီယိုတစ်ခုလုပ်လိုက်တော့ဗျာအဲကျွန်တော် content ID ဘိုင်းဆိုင်ရာမှာကျွန်တော်2တစ်ခု YouTube က specific ပုံစံကျွန်တော်ပို့လိုက်တယ်အဲကျွန်တော်main channel ကတော့တကယ်ကို creation ကောင်းတဲ့ကြောင့်မို့ main ကိုတော့ဒီလို content ID နဲ့ပတ်သက်တာ2 space မယ်ဆိုကျွန်တော်တို့ရဲ့ကျွန်တော်ခုပြောနေတဲ့ပုံစံနဲ့စင်တူတဲ့ကျွန်တော်ဗီဒီယိုကိုပို့ထားတဲ့တစ်စိတ်တစ်ပိုင်းကိုနောက်တစ်ယောက်ကတင်လိုက်ပြီဆိုတာနဲ့ YouTube ရဲ့ AI ပေါ့เนาะကျွန်တော် artificial intelligence system ကအဲ့ဒီကောင်လေးကိုကျွန်တော်လာပြဟာမင်းဗီဒီယိုတော့ခိုးသုံးထားပြီဘာလုပ်မလဲအဲ့လုပ်မယ်ဆိုကျွန်တော်လုပ်လို့ရတဲ့လမ်းကြောင်းအများကြီးရှိအဲ့ဒါကကျွန်တော် content ID တင်ထားတဲ့ဟာတွေပေါ့အဲ့ content ID ကတော့ YouTube ကသူ့ဘာသူပေးတာရှိတယ်တချို့ကြတော့လေကျွန်တော်တို့ကဒီ music owner တွေနောက်ချက်ကကျွန်တော်တို့ဒီ video လုပ်ထားတဲ့သူတွေပေါ့အဲ့တော့တချို့နိုင်ငံခြားရုပ်ရှင်ကားအကြီးတွေဆိုလေရုပ်ရှင်ကားကြီးတွေနာမည်ကြီးကားတွေဆိုရင်နည်းနည်းတော့ခိုးလို့မရအောင်နည်းနည်းလေးခိုးတာနဲ့ပြဿနာရှိတယ်စက္ကန့်ပိုင်းနည်းနည်းခိုးတာနဲ့ကိုကလိမ့်ခံရတယ်ကလိမ့်ခံရင်ဘာဖြစ်လဲဆိုတော့ကလိမ့်ခံရင်ကျွန်တော်တို့အဲ့ဒီရမယ်ပတ်စံတော့မရတော့ဘူးပေါ့နော်တခုတော့ရှိတယ်ဒီ copyright claim ပြီးပြော့တယ်သတိပေးတဲ့သဘောလောက်ပဲရှိတယ်ဒါဒီကျွန်တော်တို့ရဲ့ channel မှာထိခိုက်မှုမရှိဘူး monetization ရှောက်ရင်လည်းပြဿနာမှာမရှိဘူးတခုတော့ရှိတယ်အဲ့ဒီ claim ခံထားတဲ့ video ဒီကျွန်တော်တို့ပြောဝင်ငွေလုံးဝမရတော့အဲ့ဒါလေးသိဖို့လိုတယ်နော်အဲ့တော့ဒါဒီသူ automatic ဒီ YouTube ရဲ့ ID system ကနေပြီးတော့လုံးဝအဲ့ဒီခုန copyright ပိုင်ဆိုင်ထားတဲ့ကျွန်တော်တို့ channel တော့လူတွေတော့သတင်းပို့တာ
အဲ့လိုရှိတယ်မျိုးဘာလို့မလဲပေါ့နော်အဲ့လိုသွားပို့တဲ့ system အဲ့ဒါ copyright claim ဒီကောင်ဒီပြော့တယ်ပြဿနာမရှိဘူးအဲ့တော့အဲ့ဒီမှာ copyright claim မယ်ဆိုလို့ရှိရင်လည်း သူ့ရဲ့ကျွန်တော် fair use policy ကရှိတယ်ကျွန်တော်စတော့ဒီ video မှာ fair use ပါပြောပြအောင်လို့ပဲနောက် video လည်းအရေးကြီးရယ်နော်အဲ့ဒီ copyright တွေမထိအောင် fair use မျှမျှတတသုံးတာပေါ့ဗျာဘယ်နှစက္ကန့်သုံးလို့ရတယ်ဘာသုံးလို့ရတယ်ဘယ်လိုပုံစံနဲ့ copyright လုပ်အောင်လို့တခြား video တွေကျွန်တော်တို့ယူလို့ရတယ်ဆိုတာကိုကျွန်တော်နောက် video မှာ fair use ဆိုပြီးတော့ကျွန်တော်တိတိကျကျအကုန်လုံးပြောပြပေးဖို့ရှိပါတယ်နောက် video လည်းဒီချာစောင့်ကြည့်ပြီးပါအဲ့တော့ဒီ copyright claim ကို button လေးကိုလာပြီးတော့သတင်းပို့ပြီးဆိုရင်အဲ့ခုနပြောတယ်ကျွန်တော်တို့ကဒီ video ဖြတ်ချခိုင်းတာတော့လုပ်လို့မရဘူးသူကဒီ video ကနေပြီးတော့သူလုပ်လို့ရတဲ့လမ်းကြောင်းတွေအများကြီးရှိတယ်အဲ့တော့သူဘာရွေးမှာလဲအဲ့တော့နားလည်အောင်ပြောလို့ရှိရင်ရတယ် AC ပဲသုံးပါကွာ AC ပေါ့နော်အဲ့လိုမျိုးသူကလွတ်ပေးတယ်အဲ့ဒါကိုမှပေါ်လာတယ် copyright တော့ claim ပါလေဒါပေမဲ့ဒီပုံနာကခင်ဗျားကိုခွင့်ပြုတယ်ဘာမှမပြောဘူးအဲ့တော့ဘောတရားတော့ပတ်စံလေးရှာလို့ရတယ်ခင်ဗျားတက်လို့လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဝတ်တာပါတယ်မလားဝမ်းမတာနဲ့နော်အဲ့ဒါမယုံအောင်လို့ကျွန်တော်တို့ပြောတယ်အဲ့တော့ပြောနေတာလူစိတ်ကမျိုးပြောနေတာဟုတ်ကလိန်းထားတဲ့သူပိုင်ရှင်ဒီ copyright owner ကအေးဆေးပါသုံးပါလို့ပြောလို့ရှိရင်လေအေးဆေးမသုံးနဲ့တော့ copyright ကလိန်းထားပြီဆိုရင်သူကလိန်းထားတဲ့အပိုင်းဖြတ်ပြန်တင်ဒါမှမဟုတ်ရှင်အဲ့ဗီဒီယိုအစ်စ်ပြန်လုပ်ပြီးပြန်တင်ပါလို့ပြောချင်တယ်ဘာဖြစ်လဲဆိုတော့သူကအဲ့ဒီ copyright ပိုင်ရှင်ဖြစ်တဲ့ကြောင့်မလို့သူစိတ်ကိုပြောင်းသွားပြီးတော့နောက်တစ်ခေါက်ကြာလို့ရှိရင်ဟဲ့မရတော့ဘူးငါပေးမသုံးတော့ဘူးဆိုပြီးတော့အချိန်လေးပြန်ပြင်ဆင်ခွင့်ရှိတယ်ဒါကြောင့်မလို့အေးဆေးပါဘဲဆိုတဲ့စာတွေပေါ်လာခဲ့လို့ရှိရင်ဝမ်းသာရတယ်ရပါတယ်ငါ့ကိုပေးသုံးထားပါတယ်မလုပ်ကြပါနဲ့လို့ကျွန်တော်ပြောချင်တယ်ဒါကတော့သူပထမဆုံးရွေးချယ်မှုရတယ်အေးဆေးဆက်တော့ဒုတိယတစ်ခုကတော့သူကဆက်သုံးခွင့်ပေးရဒါပေမဲ့သူကအဲ့ဒီကောင်ရဲ့ monetization ပေါ့ monetization ကိုကျွန်တော်လုံးဝပိတ်လိုက်ပြီးတော့အဲ့ဒီရတဲ့ပတ်စံအားလုံးသူ့ရှိကုန်လုံးသူ့ဘန်ကောက်ထဲဝင်မယ်ကျွန်တော်တို့ရှိလုံးဝမရတော့အဲ့တော့ monetization မှာတော့ဘယ်လောက်တော့လုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ channel မှာရှိတဲ့အဲ့ကြော်ညာတွေကစဘယ်နှခုထည့်မယ်ဘာဟာကျွန်တော်ကအဲ့ချက်မှာအရန်အဲ့ဗီဒီယိုအောင်မြင်သွားတယ်ဗီဒီယိုအောင်မြင်သွားကြော်ညာတွေက10ခု15ခုလောက်တက်တယ်ဟာ view တွေကလည်းအများကြီးရတယ်ဟာအဲ့ဒီဗီဒီယိုတစ်ခုတည်းနဲ့ပဲခါလိုက်ဖို့ဒေါ်လာ1000 သိန်းလောက်ရောက်သွားတယ်ပေါ့ဗျာဟာဒေါ်လာသိန်းကိုလဲဘူးနော်မြန်မာငွေသိန်း3000လောက်ရှိတယ်မရဘူးဗျာခင်ဗျားမရတော့သူ့ရှိကိုမရသွားတယ်သူကအကုန်သိန်းတော့မှာအဲ့ဒီနည်းနဲ့လုပ်လို့ရတယ်နောက်တစ်ခုကကြောင့် monetization မှာနောက်တစ်ခါထပ်ပြီး restrict ထပ်လုပ်လို့ရတယ်ဘယ် country မှာမပြဘူးပေါ့ဥပမာပေါ့လာအိုမှာမပြဘူးမြန်မာမှာမပြဘူးအဲ့ပုံစံမျိုးသူကထပ်ရွေးလို့ရတယ်အဲ့တော့ copyright owner ဒီသူ claim ပြီဆိုရင်သူဒီ choice ဆိုရတဲ့ဒီလန်ဘောင်းကိုရှိတယ်အဲ့ဒီနေရာမှာအပြော့ဆုံးက73ဆိုတဲ့သဘောပေါ့နော်တကယ်လို့ခုတော့ရှိရတော့ fair use မှာဖြစ်နေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က claim ထားတဲ့လူကကျွန်တော်လွတ်ပေးရတဲ့ပုံတော့ရှိတယ်ပေါ့ဗျာအဲဒါကြောင့်သူတို့တွေလွတ်ပေးလို့ရတဲ့ policy ကိုကျွန်တော် fair use policy ကိုသိဖို့လိုတယ်ဒါကြောင့်ကျွန်တော်အဲ့ဒါကို chapter ကြီးတစ်ခုနေကျွန်တော်နောက်ပြီးတော့ဆက်ပြီးတော့ဆွေးနွေးမယ်အဲ့တော့ဒါပေမဲ့တစ်ခုတော့ရှိတယ် copyright ကိုကျွန်တော်တို့က take down လုပ်လို့မရဘူးကျွန်တော်ရှင်းပြ copyright strike နေတယ်ဟာဒီ video ဖြတ်ချပါဆိုတော့ပြောလို့တော့မရဘူး contact ID နဲ့တင်တဲ့ဟာမှမများ copyright claim မှမများပြီသူဒီ video ကို73ဝင်ပေးမလား monetization ရပါစအောင်အကုန်ယူမလား country restrict လုပ်မလားအဲ့ပုံစံမျိုးသူလုပ်လို့ရတယ်เนาะကျွန်တော်နောက်မှဆက်ပြောပြပေးမယ်အဲ့တော့သူတို့ဘာလို့လုပ်လို့ရလဲเนาะဒါခုချင်းကျွန်တော်မှဖတ်ပြတော့ဘူးပြောပြပေးမယ်ဘာလို့လုပ်ရလဲအဲ့ဒီလိုကိစ္စတွေမှာမသိထားဖို့ရှိတယ် copyright claim ပြီဆိုရင်စိတ်မနစ်ပါနဲ့ copyright claim လိုက်တော့ main channel ဘာမှမထိဘူး monetization နဲ့ရှောက်လို့ရတယ် channel မှာဘာမှပြဿနာမရှိဘူးတခုပဲရှိတယ် main content တွေအကုန်လုံးရဲ့ရတဲ့ဟာတွေအကုန်လုံးသူယူသွားလို့ရတယ်သူတောင်းဆိုလို့ရတယ်မင်းတို့တနာလို့ပေးထားလိုက်ရခုတော့ရှိတယ်သူပေးထားလို့မှာတော့ဒီလပေးထားရင်ဒီလပတ်စံတခါတည်းမြန်ဆန်သွားပြီးဘန်နာထုတ်ထားလိုက်နောက်လာကြတော့မပေးတော့ဘူးဆိုရင်အရင်လားမထုတ်ထားခဲ့မိရင်အဲ့ပတ်စံမှာပြန်ပေးရအဲ့ဒါလေးသိဖို့လိုတယ်ထုတ်ထားပြီးသားဆိုရင်တော့အရင်လားပတ်စံမပေးရတော့ဘူးဗျဒီလသူခွင့်မပြုတဲ့ပတ်စံတွေကိုပေးရတော့မှာပေါ့အဲ့လိုတော့ရှိတယ်နောက်တစ်ချက်ကခုနကကျွန်တော်ပြောတယ်သူ့ရဲ့ဗီဒီယိုမှာရမယ့်ပတ်စံကိုကြော်ညာဘယ်နှခုထည့်ဆိုတာကသူကဝင်ပြီးတော့စီမံခန့်ခွဲလို့ရှိတယ်နောက်တစ်ခုအဲ့ဗီဒီယိုဘယ်လောက်ကြီးပြတ်နေပြီဆိုတော့ channel analytics တွေပါအကုန်လုံးဝင်ကြည့်လို့ရတယ်အဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အစအဆုံးသူအကုန်လုံးလွှဲရတဲ့ပုံစံဖြစ်သွားတယ်ဟိုခင်ဗျားလည်းဘာမှမဆိုင်တော့အဲ့လိုဖြစ်သွားတယ်เนาะအဲ့တော့ body ကခင်ဗျားဖြတ်မလား channel မှာဆက်ထားမလားchannel မှာ view များဖို့အတွက်လူများဖို့အတွက်သုံးနေတယ်ဆိုတော့ခင်ဗျား subscriber တိုးနေတယ်တိုးလာမယ်ဒါပေမဲ့အဲ့ဗီဒီယိုကရတဲ့အကျိုးမြတ်တွေအဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုတွေခင်ဗျားဘာမှမညွှန်မှန်းနဲ့တော့အဲ့ခုန copyright owner အကုန်လုံးအဲ့ဒါသတိထားဖို့လိုနောက်တစ်ချက်က country restrict လုပ်နိုင်တယ်နောက်တစ်ခုကတော့သူကဘာမှမလုပ်ဘဲနဲ့ AC 5ကောင်သုံးပါလို့ပြောလိုက်တယ်ဒါပေမဲ့သူခိုင်းပြောထားတယ်နော်ဒီမှာစာထဲမှာပါတယ် absolutely don't rely on that အဲ့ဒါမှလုံးဝမယုံနဲ့လူကြီးစိတ်ကခင်ဗျားတို့မျိုးပြောင်းတယ်မလားအဲ့တော့သူလည်းမျိုးပြောင်းလိုက်တယ်ဒီနေ့ပြီးပြီးနောက်နေ့မပြီးတာဖြစ်နိုင်တယ်အဲ့တော့သတိထားအဲ့တော့နောက်ချက်က copyright claim ဒီ copyright law ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ copyright claim ခံထားရပြီဆိုရင်သတိထားပါကိုကနိုင်ငံခြား country မှာရောက်နေပြီဆိုရင်ကန်ဆိုးသွားနဲ့ကိုရှိကိုစာရေးတစ်ခုရောက်လာပြီးရုံးတော်ကစင့်ခေါ်သွားတာရောက်လာတယ်က
ကန်ဆိုးကြီးတော့နိုင်နော်အဲ့ဒါတော့ဒီထားဖို့တွေ့တခုတော့ရှိတယ်ဗျ copyright claim နဲ့လူကခက်တီတီနဲ့ကျွန်တော်ဗီဒီယိုခိုးပါတယ်ဘာညာလုပ်ပြီးတော့ channel ကိုဘာဖြစ်နေညာဖြစ်လဲလုံးလို့မရအောင်အဲ့တော့ဒီ copyright ကို claim ထားတဲ့ဗီဒီယိုကျွန်တော်တို့ flag video လို့ခေါ်တယ်အဲ့တော့ဒီမှာလေးကျွန်တော်သိသိချင်တာရှိတယ် YouTube မှာဘာဖြစ်လို့တချို့ YouTuber တွေကသူတို့ channel ကိုထုတ်မပြကြတာလဲဟိုအောင်မြင်နေပါညာတဲ့ YouTuber group တွေပါရှိတယ်ချို့ကမင်းအောင်မြင်တယ်သူပြောလေမင်း channel ကိုထုတ်ပြလေးပါညာထုတ်မပြတာဝိုင်းပြောဆိုဆဲကြတယ်မင်းဘာဖြစ်တာလဲညာပြောမင်း channel လေးတော့ငါတို့ထုတ်မပြခြင်းလားမင်း channel ကိုထုတ်ပြလိုက်ငါတို့ကမင်းတို့ channel ပတ်သက်တာငါဘာလို့ရအောင်မဟုတ်ဘူးလေလုပ်လို့ရရှိပါတယ်အဲ့ဒါ flag လုပ်လို့ရတာပါနော်သဘောတရားတစ်ခုကတော့ဗျာကျွန်တော်လည်းစာကိုကြတယ်ခင်ဗျားလည်းစာကိုကြတယ်အေးဆေးပဲဟိုအခန်းတော့ဆရာမမွေးမချေအေးဆေးနဲ့ကျွန်တော်တို့ခိုးချလိုက်အားအမှတ်ရတယ်ဟုတ်တယ်မလားဒါပေမဲ့ကျွန်တော်တို့ကြည့်မြရဲ့ကောင်အတိုးထောင်ထားလို့မယ်ဆိုရင်တော့တေးကြတယ်အဲ့ကျွန်တော်တို့ခိုးချတာဆရာမလာဖမ်းမယ်ဖမ်းရင်ပြီးမဖမ်းရင်မပြီးဘူး YouTube ရဲ့သဘောတရားဖမ်းချင်ဖမ်းမယ်ဖမ်းချင်ဖမ်းကန်ဆိုးရင်ပြီးမယ်ကန်ကောင်းရင်လုပ်မယ်တခုတော့ရှိတယ်တရားရောကအတိုးထောင်လုပ်မယ်ဆိုလို့ရှိရင်ခင်ဗျားဗီဒီယိုတော့ဝင်ကြည့်လိုက်တဲ့အချိန်မှာခင်ဗျားဗီဒီယိုခိုးထားတဲ့ဟာတော့တန်တရားရှိပါဒီကောင်ခိုးထားတာဖြစ်တော့တယ်အဲ့တော့ flag လုပ်လိုက်တယ်ကျွန်တော်နောက်ပိုင်းဆက်ပြတယ် report လုပ်တယ်ပေါ့ဗျာပြောရရင်တော့ဒီကောင်ဒီခိုးထားပါတယ်ဆိုပြီးပြောရင် YouTube ကလုံးဝအဲ့ report မပြီးတာနဲ့အဲ့ဗီဒီယိုပြတ်စစ်တယ်စစ်ပြီးတော့အဲ့ဗီဒီယိုဒီကျွန်တော်တို့က copyright claim မှာလား strike မှာလားအဲ့ပုံစံတို့ကရွေးတယ်အဲ့တော့ပြဿနာရှိတယ်အဲ့တခုပဲရှိတယ် online ကျင်းလိုက် flag လုပ်လို့မရဘူးအဲ့လူတယောက်ကိုဗျာခင်ဗျာ channel တစ်ခုကိုကြည့်မရလို့ဆိုပြီးတော့ခင်ဗျာကပြောတော့ဝင်စစ်ပြီးတော့ flag လုပ်လို့တော့ရတယ်အဲ့ဒါကြောင့်အဲ့ဒါကိုကြောက်ကြလို့ဆိုတော့အဲ့ channel မပြကြတာကို channel ဝင် flag လုပ်ပြီးတော့တခိုးဝင်မှမှာဆိုလို့တော်တော်များများအောင်မြင်နေပြီဆိုဟာဒီကောင်အောင်မြင်တဲ့ကောင်တခုခုတော့ဒုက္ခအောင်စေနေတဲ့စိတ်ကတချို့လူမှရှိကြတယ်အဲ့ဒါကြောင့်မလို့ကို channel မပြကြတာကျွန်တော်တို့ဆိုလည်းကျွန်တော်ပြတော့ပြတယ်ပေါ့ကျိုးကဒါသေချာမသိဘူးပေါ့ဒီသင်တန်းတည့်ရလူပဲခါလဲပြောလိုက်ပါတယ်နော်အဲ့လိုပေါက်ခဲ့ရတော့ရှောင်းမလို့ချပါတယ်သူများပါသူများငွေရှာပါလေဗျာပေါ့ flag လုပ်ကြပါတယ်တခုပဲရှိတယ် online ကျန်လိုက် flag တာနဲ့တခုတယောက်ချင်း flag တာနဲ့ YouTube ကစစ်တာတူတူပဲကျွန်တော် Facebook မှာဆိုအားလုံး online ကျန်တဲ့ report ထုတွေပြတ်တာတော့ရှိရလေအဲ့လိုမဟုတ်ဘူးခင်ဗျာတယောက်တည်းက flag ပါလို့လေ YouTube ကတစ်ခါပဲစစ်မှာခင်ဗျာအရောက်တန်းသွားလို့လေတစ်ခါပဲစစ်မှာအဲ့တော့တန်းသွားလို့ channel ဖြတ်ချခိုင်းတဲ့သူ channel policy တိုင်းမှာသူကလုံးစရာကြီးအောင်လုပ်ပါအဲ့ဒါတော့သိပြီနော်အဲ့တော့နောက်တစ်ခုကသူကလာပြီးတော့အဲ့လို report ထုပြီး YouTube ကပြတ်စစ်ပြီးတစ်ခေါက်ပြီးဒါကြီးကဘာဖြစ်နေညာဖြစ်တယ်ဒါကြီး claim လိုက်ပြီးအဲ့တော့ခု monetization တွေအကုန်လုံးပိတ်ပလိုက်ပြီးငွေမယူပေးမပေးတော့အဲ့ဒီကခင်ဗျားတို့ပြန်ပြီးတော့ claim လုပ်လို့ရတယ်ကျွန်တော်မဟုတ်ပါဘူးလေကျွန်တော်ကိုယ်တိုင် content ပါခါလေကြရင်ကိုယ့်ရဲ့တီးထားတဲ့ဟာဒီကိုယ်ပိုင်အုံကျူမဲ့ data ဒီရှင်းလို့ရှိရင်ကိုယ်ပိုင်တန်တဲ့ data တွေသူတို့တစ်ခုခုတန်တဲ့စိတ်ပန်းသူတို့တစ်ခုနဲ့သွားပြီးတော့ match ဖြစ်နေတဲ့အခါသွားကိုက်နေတဲ့အခါကျလို့ရှိရင်ပို့ပြီးတော့ corporate claim လာလို့အဲ့ဒီကကမဟုတ်ပါဘူးဒါကျွန်တော်ကိုယ်ပိုင်တန်တဲ့ဖြစ်ပါတယ်ဆိုပြီးတော့9ရက်အတွင်းပြန် claim လုပ်ရတယ်9ရက်အတွင်းတကယ်လို့တေးကြတယ်ဟုတ်တယ်ဆိုလို့ရှိရင်တော့ငါ monetization ပြန်ဖွင့်ပေးတယ်အဲ့ဒီကနေပတ်စံရတယ်เนาะအဲ့ဒါလေးသိသိနေတယ်အဲ့တော့ဒီ flag ဆိုတာလေးသိကြတော့ဒါလေးကျွန်တော်ထပ်ပြီးတော့ပြပြပါတယ်အဲ့တော့ infringement ဆိုတော့ကျွန်တော်တို့ကဒီချင်းမလို့ဒီ law တစ်ခုကိုချိုးဖောက်တာ YouTube မှာတစ်ခါကျလို့ရှိရင်ကျွန်တော်တို့ကချုပ်စာရလို့ရှိရင်ကျွန်တော်ကရေးပေးရတယ်အောက်မှာရေးပေးရတယ်ကျွန်တော်တို့က no infringement ကျွန်တော်တို့ကလုံးဝ law ချိုးဖောက်ထားတာ copyright ချိုးဖောက်ထားတာမရှိပါဘူးအဲ့တော့ infringement ဖြစ်ပြီဆိုရင်တော့ဒါပေးကြတယ်ကျွန်တော်တို့ဒီ copyright law ကိုချိုးဖောက်ထားတယ် copyright လုပ်ထားတယ် copyright ထားတယ်ကိုကျွန်တော်တို့ကသုံးထားတယ်အဲ့ဒါမျိုးဆိုတော့ကျွန်တော်တို့ကအန္တရာယ်ရှိတယ်ခုနကပြောဖြတ်ချနိုင်တယ်ကျွန်တော်တို့ပတ်စံဝင်ငွေရောနိုင်တယ်နောက်ဆုံးကျွန်တော်တို့တရားရုံးမှာရင်ဆိုင်ရတယ်ဒါကိုသိဖို့လိုတယ်ဒါကြောင့်ကျွန်တော် definition လေးကိုထည့်ထားတာအဲ့တော့ flagging ကခုနကပြောရတာပေါ့ report ထူတာပေါ့နော် report ထူတာဝင်နေတော့ report ထူတာ flagging တော့တာအဲ့တော့အဲ့မှာအများကြီးရှိတယ်နော်ဒီသူများရဲ့ copyright content ကိုယူသုံးထားတာရှင်းနိုင်တယ် YouTube ကသတ်မှတ်ထားတဲ့ community guideline ရှိတယ်သူဘာမသုံးအောင်ကလေးသူငယ်တွေအတွက်မလုပ်အောင် sexual video တွေမတင်အောင်အဲ့ဒါမျိုးအများကြီးရှိတယ်ကျွန်တော်အဲ့ဒါကို community guideline ကို video တက်တက်လုပ်ပေးဖို့ရှိတယ်နော်အဲ့ဒါလေးသိဖို့အဲ့ဒါလေးမသိပဲကြော်သွားလို့ရှိရင်သွားတင်ပြီးရင် channel ဖြတ်ချခံရမှာနော်အဲ့ဒါလုံးဝ reason မရှိပဲဖြတ်ချခံရတာနော်အဲ့ဒါလိထားဖို့လိုတယ်အဲ့မှာ report ဆိုတာလေအဲ့အဆက်လေးနှိမ့်တိုင်း report ဆိုတဲ့ button ပေါ်လာအဲ့ button မှာကိုရွေးတစ်ခုကိုရွေးတစ်ခုရှိတယ်ကျွန်တော်ကို video သူများ you သုံးထားရဆိုတော့ခုနက copyright claim က channel တိုင်းမပေါ်ဘူးနော်ကျွန်တော် channel ဆိုရင် copyright claim လို့ရတယ် copyright claim ကပေါ်တော့ပြီဘာလို့ကျွန်တော်တို့အဲ့ button YouTube ကပေးလိုက်တယ်ကျွန်တော်တို့အဲ့တော့သူတို့ရဲ့ specific တီးခြား channel တွေပဲအဲ့ button ပေးတာကိုမရသေးဘူးဆိုရင်ကိုယ့်ရဲ့ video သူများယူသုံးထားတာလုပ်ပြမသိနိုင်ဘူးနော်ကိုကတွေ့တော့မှဒီကောင်ကြီးကျွန်တော်ပိုင်ဆိုင်တဲ့ကောင်ဒီကောင်က infringement လုပ်ထားပါတယ် copyright infringement လုပ်ထားပါတယ်ဆိုတော့ report ထူတော့မှအဲ့ report ရမှ YouTube ကစစ်တယ်စစ်တော့မှပေးကြတယ်ဆိုမှအဲ့ဒါ strike ရှင်းလို့ရှိရင် copyright strike ထိသွားပြီပြောချင်တာအနီးအဝါကတ်ထိသွားပြီကျွန်တော်ဘောလုံးပွဲမှာဆိုရင်အဝါကတ်2ကတ်ထိအနီးကတ်တစ်ကတ်ဒီမှာတော့အဝါကတ်3ကတ်
နော် strike 3ကစတိုင်မိတာ ਨੇ ဖြတ်ပြီးအနီကတ်အဲ့အနီကတ်ဒီ9ရက်အတွင်းယူကန်ဝင်လို့ YouTube ကလွတ်ပေးလို့ပြီမလွတ်ပေးဘူးဆိုရင်9ရက်ပြည့်တာနဲ့ YouTube channel ပေါ်လို့ပြောဘယ်လောက်ထိ subscriber များပြောအဲ့တော့အဲ့ဒီ strike ကိုသတိထားဖို့လိုတယ်ဒီ flagging လုပ်တဲ့အခါမှာချို့ strike ပါခိုင်းလုပ်ခဲ့တယ်ဒါပေမဲ့ခုလို့ရှိရပါသူပိုင်တဲ့ content ဖြစ်အောင်တက်တည်ပြဖို့လိုတယ်အဲ့ခါကျရင် strike နဲ့လုပ်လို့ရတယ်နော်အဲ့ဒါတော့တော်တော်ပြင်းထန်ပါတယ် okay တကယ်လို့မြန် online channel က flagging လုပ်ပြီးဆိုတော့ကျွန်တော်တို့ကဒါကိုကျွန်တော်တို့က brigading လို့ခေါ်တယ်เนาะဒါကတော့ဘူးစုတာပြပြတာလူပေါင်းများစွာကเนาะဒီ channel ကိုမုန်းလို့ဒီ video တစ်ခုတည်းကိုဝိုင်းပြီး report ထုတ်တာအဲ့ဒါ brigading လို့ခေါ်တယ်ဒါပေမဲ့စိတ်မပူပါနဲ့ flagging မဲ့လို့ brigading မဲ့လို့ကျွန်တော်တို့ရှင်းပြောရင် YouTube ကတစ်ခါပဲစစ်တာအဲ့တော့လူပေါင်းများစွာ report ထုတ်လို့ကြောက်စရာမလိုဆိုတော့ပြောတယ်ကိုယ့်ဘက်ကခိုင်တယ်ဆိုလို့ရှိရင်လည်းတို့ report ထုတ်လို့ဖြတ်ရတော့ကျွန်တော်တို့နောက်ကနေပြန်ပြီးတော့ဆယ်လို့ရတယ်ပြန်ပြီး claim လုပ်လို့ရတယ် YouTube เนาะတော့တော့မသုံးမိသေးတယ်သူများ content တွေလုံးဝမသုံးမိသေးတယ်ဒီ video ကြည့်ခဲ့လို့လေသူများ content တွေနဲ့ပတ်စံရှာဖို့စဉ်းစားနေတယ်ဆိုရင်ဖြောက်လိုက်ပါကျွန်တော်လုံးဝအမပေးပါဘူးကျွန်တော်တင်တဲ့ကနေအဲ့ဒါကိုလုံးဝအမပေးပါဘူးခြားတင်တဲ့တွေသူကတင်ကောင်းတင်နေမယ်လုံးဝလုံးနေမယ်အဲ့တော့ရရင်ရမယ်မရရင်မရဘူးဒါပေမဲ့သူများ content နဲ့လုပ်ရင်တော့ရေရှည်ပတ်စံရှာလို့မလွယ်ဘူးဆိုတာကျွန်တော်ပြောချင်တယ် okay ID work တွေပေါ့ ID ကကျွန်တော် ID တင်ထားတာလေအဲ့တော့ကိုယ့်ရဲ့ဒီပိုင်ဆိုင်တာကို YouTube ကိုကျွန်တော်တို့ contact ID ကိုတင်ထားလို့ရတယ်အဲ့တော့ contact ID တင်ထားမယ်အဲ့ဒီကိုတင်ထားတဲ့ကိုပိုင်ဆိုင်ကြောင်းတင်ထားတဲ့နိုင်နေတဲ့သဘောပဲဗျာပြောရရင်တော့အဲ့လောက်အားနေလို့သူတို့ပြန်သုံးမယ်ဆိုကျွန်တော်တို့ကအဲ့ဒီ monetization ကိုခုနကလိုကျွန်တော် control လုပ်လို့ရတယ်เนาะအဲ့ဒါလေးပြီးဖို့လို့ဒါလေးကအဲ့ဒါပြန်ကြည့်ပြီးသားလားဟုတ်ပြီအဲ့တော့ကျွန်တော်တို့က contact ID ဘယ်လို claim တာလဲအဲ့တော့ကိုက upload လုပ်လိုက်တယ်ပေါ့နော်original work is uploaded as a reference file content owner လုပ်လိုက်တယ်အဲ့မှာ content video ဒီ reference file နဲ့ပေါ်ပြီးတော့ match ဖြစ်သွားတယ်အဲ့တော့အဲ့မှာ content owner အဲ့တော့တယောက်က upload တင်လိုက်တယ်အဲ့ဒီ content တင်လိုက်တဲ့ကောင်ကြီးကျွန်တော်တို့ခုန ID တင်ထားတဲ့ video ရဲ့အစိတ်ပိုင်းတစ်ခုနဲ့သွားကတ်ရောဟာဒီ video ကမသွားတွေ့နေပြီဆိုရင်အဲ့မှာ content ID တင်ထားတဲ့စီကို YouTube ကသတင်းတော့ပို့သတင်းပို့တဲ့ဟာသူ notification ပတ်တက်အဲ့ဒီအချိန်မှာသူကသုံးခုယူလို့ရတယ်အဲ့တော့ရတယ် easy ပဲတော့လုပ် easy လုပ် monetization ဆက်လုပ်ဒါမှမဟုတ်ရှင် block လုပ်လားเนาะ block လုပ်လားအဲ့ video လုံးဝအချုပ် country မှာ block လုပ်လားအဲ့တော့ရေးမယ်ပေါ့เนาะအဲ့တော့လွတ်ပေးမလားဒီမှာ sorry ဒီမှာလွတ်ပေးတာမပါတော့ဘူးလွတ်ပေးခြင်းလွတ်ပေးလိမ့်မယ်ဒါမှမဟုတ်ရှင် तू အဲ့မှာ monetize လုပ်ပြီးတော့အဲ့ video ကနေပြီးတော့သူများ channel video ကနေပြီးကိုပတ်စံသွားရှာလို့ရတယ်ကိုကပါတာဟုတ်နောက်တစ်ခုကလုံးဝအချုပ် country မှာပြီးမပြနိုင်ဖြတ်လာနောက်တစ်ခုအဲ့ဒီကောင်နဲ့ပတ်သက်တဲ့ performance ကို तू ဘာလုပ်လဲဆိုတာလိုက်လာအဲ့ပုံစံနဲ့လုပ်လို့ရတယ်ကျွန်တော်ရှေ့မှာပြောပြီးသားဖြစ်ပါတယ်เนาะဒါပြန်ပြောပြတာပါအဲ့တော့ strike copyright strike copyright claim ကပြောတယ်เนาะ strike အရင်ကြီး strike ထိသွားပြီဆိုလို့ရှိရင်တစ်ခါထိတာနဲ့ live 9ရက်ပြီเนาะ YouTube မှာလည်း live တွေရှိတယ်เนาะ strike ထိတာနဲ့9ရက်တီတီเนาะ YouTube live ဖွင့်လို့မရတော့เนาะနောက်ချက်ဒီ strike တစ်ခုကရက်90ကြာတယ်အနီးကတ်တစ်ခုပျောက်ဖို့အတွက်ရက်90ကြာတယ် copyright claim ကဖျက်လိုက်လို့ရတယ်ဖျက်လိုက်ပြီဆို video လည်းပျောက်သွားတယ်အဲ့ဒီကောင်ကြီးမမ affect မဖြစ်တော့ဘူးပဲ copyright claim ခဲ့တယ်ဆိုတဲ့ message တစ်ခုပဲချန်ခဲ့တယ် strike ကိုကြောက်ချိုးပါကြတော့ strike လုပ်ပြီဆိုရင်ဟာ copyright strike ခံရပြီဖျက်လိုက်ပြီးမယ်နော်ဖျက်လိုက်စရာမလိုပါဘူး copyright strike တယ်နဲ့ YouTube က auto delete လိုက်တဲ့ video လုံးဝမတွေ့ရတော့လုံးဝပျောက်သွားတယ်အဲ့လိုဖြစ်တဲ့အပြင်ကိုနှစ်ခုရှိရက်90တင်လို့မရတော့9ရက် live လုပ်လို့မရတော့ကန်ဆိုးရင်အဲ့ဒီလူကလုံးဝ copyright strike ကိုပြင်းပြင်းထန်ထန်လုပ်ချင် law နဲ့ပါအဲ့ country မှာသူနဲ့သက်ဆိုင်ရာနိုင်ငံမှာတရားစွဲရင်တရားဥပဒေကကြော်ကြီးအများကြီးပါပေးရတယ်ဒါကြောင့် copyright strike ကိုပြီးထားတာတွေ့ရရှောက်မလုပ်ပါနဲ့အဲ့ဒါပြောချင်တယ်နော်အဲ့တော့ copyright strike ကကျွန်တော်တို့ကကြီးက तू ကတော့ manually လုပ်ရတာ YouTube ကပေါ့ပြတာပေါ့ copyright strike ကကိုယ့်အကူရှာတာမတော်စမြင်ကိုယ့် video နဲ့ကိုကဒီကတော့ keyword စင်နဲ့ရှာကြည့်ရပါပဲ keyword စင်ရှာမတော်စကိုယ့် video တော့တွေ့ဟာငါ video သုံးထားတယ်အဲ့မှာ post strike ကိုခဏလို့ကျွန်တော် flag လုပ်လိုက်တယ်အဲ့ဒီမှာ YouTube ကတွေ့ပြီးတော့ဟာဟုတ်တယ်ဒီကောင်ပိုင်တာပဲဆိုရင်အဲ့မှာ strike ချလိုက်လို့ရှိရင်အဲ့ခေါင်းကြီးအဝါကက်ထိသွားเนาะအဝါကက်ထိပြီးတော့အဲ့ channel ကပတ်တိုက်ခိုက်လိုက်တော့ပြောရရင်ပေါ့ဒီဟိုနောက်တစ်ခေါက်ထပ်မလုပ်ရအောင်နာကျင်တော့လုပ်လိုက်တယ်ပေါ့ claim ကြတော့ပြော့ strike ကအဲ့တော့ strike ထိရတဲ့ရက်90ကျို့တော့ကြောက်တယ်ဒီနောက် strike တစ်ခုပေါ်ရင်နောက်တစ်ခုပေါ်ရရင်တော့များတယ်ဘာလို့ဆိုတော့ strike ထိသွားတယ်ဆိုတော့ဒီကိုရည်ရွယ်ချက်ချင်းတိုက်ခိုက်ပါလေဆိုမှကို channel မှာရှိရကောင်တယ်ပေါ့ကို flagging လုပ်ဖို့ရတယ်လို့များတယ်အဲ့တော့ပြောနေတာကတော့ထပ်တွေ့ပြီဆိုရင်ထပ်စော်ပြီဒုတိယ second strikeကရက်90မပြည့်ခင်မှာထပ်ပေါ်တယ်နောက်တစ်ရက်90အဲ့ second strike မပြတ်သေးခင်မှာနောက်တစ်ခါ third strike ထိလို့ရှင်တော့ပြီးသွားပြီ9ရက်အတွင်း YouTube channel ဖြတ်တယ်အဲ့ဒီအချိန်မှာကိုက claim လို့မရလို့ရှိရင်ကိုဗီဒီယိုကိုအကုန်လုံး download ပြင်ဆင်တာ9ရက်ပြည့်တယ်ခင်ဗျား channel
YouTube လောကကနေအပြီးတိုင်တောက်ပေါ်သွားပြီဘယ်လိုမှပြန်ဆင်လို့မရတော့အားကြောင့်လို့ copyright strike တော်တော်များများကြောက်ကြတယ်ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုကြည့်ကိုကြည့်ရပြီလို့ပြောတာဒီဗီဒီယိုလုံးဝမကြည့်လို့မရဘူးလုံးဝ mass watch ပဲဒီဗီဒီယို stage မကြည့်ထားဘူးနားလည်အောင်မလုပ်ထားဘူးဆိုရင်ခင်ဗျားတို့ YouTube လုပ်တဲ့ခါကျရင်ကြီးမားဆုံးဒုက္ခနဲ့တွေ့ရတယ်အဲ့တော့သူတို့တွေကဒီ copyright owner ခုလို့ရှိရင်ပေါ့နော် strike လုပ်တဲ့အခါမှာ remove လုပ်တာလည်းလုပ်လို့ရတယ်သူကအဲ့ကောင်စက်ထားပြီးတော့ monetize စက်ယူမယ်ဆိုပြီးတော့သူကရွေးထားလို့ရတယ်အဲ့ဒါလည်းရှိ copyright owner ကြိုက်လို့လုပ်လို့ရတယ်ပြီးတော့တရားစွဲတာတော့အဲ့ဒါတော့ YouTube ပြေပေါ်မှာတရားစွဲခံရအောင်နော်အဲ့တော့ဒါကကျွန်တော်ရှင်းပြတာ copyright take down နဲ့ content ID အဲ့တော့ copyright take down ကြတော့ကျွန်တော်တို့ကခုနပြောတဲ့လူတိုင်းလုပ်လို့ရတယ်အကုန်လုပ်လို့ရတယ်အခုပဲ manually submitted copyright owner ပိုင်ဆိုင်တဲ့လူကသွားပြီးတော့ခုနကလူသွားပြီးတော့ video မှာ flag သွားလို့တော့တို့တယ် copyright strike ဖြစ်တယ် video remove လုပ်တယ် content ID ကြတော့ခုန content ID တင်ထားတာရှိမယ် content ID တီးဖို့အတွက် specific YouTube partner တွေပို့တယ်သူတို့တကယ်ကို creation တွေလုပ်တဲ့စက်မျိုးတွေကိုသူကလမ်းပို့ထားတယ် တူးတွေပို့ထားတယ်အဲ့ဒီမှာကိုနဲ့တင်ထားတဲ့ video နဲ့ match ဖြစ်ရင်သတင်းလာပို့တယ်အဲ့ဒါ automatic လုပ်ပေးတာအဲ့ဒီမှာ claim မဲ့လုပ်လို့ရတယ်အဲ့ claim ကိုခုနပြောတဲ့နီလန်နေယူလို့ရတယ်ပေါ့ဗျာအဲ့မှာပြီးတော့ကိုကအဲ့မှာဘာလုပ်မှာလဲ blog လုပ်မှာလား monetize လုပ်မှာလားပြီးလို့ရှိရင် track ထပ်လုပ်လို့ရတယ်ဒီကောင်ရဲ့ဒီ blog ပြနိုင်ပုံမှာတော့ track လုပ်လို့ရတယ်ဒါကတော့ copyright take down နဲ့ content ID ပေါ့တော့ strike နဲ့ claim နဲ့ပေါ့ဗျာအဲ့ဒါကိုခွာချခြင်းပေါ့နော် okay ဒါဆိုရင်ဒီ video မှာကျွန်တော် copyright claim နဲ့ copyright strike အကြောင်းကိုကျွန်တော်အချင်းချုပ်ပြပြပေးပါပြီဒါလောက်သိရင် YouTube စောက်လို့ရပြီအဲ့ထက်အများကြီးရှိသေးတယ်သိချင်ထပ်ပြီးတော့ဒီခေါင်းငယ်တိုင်း YouTube channel မှာထပ်ရှာပြီးတော့ပြောတာတွေဖတ်ကြည့်လို့ရတယ်ကျွန်တော်တို့ဒီ website တွေမှာဖတ်ကြည့်လို့ရတယ်တကယ်လို့ကျွန်တော်တင်တာနားထောင်နေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube ဒီ beginner class ပုံပြင်နောက်ထပ် class ဖြစ်တဲ့ advanced class ထိရောက်တဲ့ဒီထပ်ပြီးတော့စောက်ပြပါလို့ပြောရင်လည်းဒီကိုချုပ်ပြတယ် okay ကျွန်တော်နောက်ပြီးတော့တွေ့ကြပါမယ်နော်